Christmas အစီအစဉ်ကိုလုပ်သွားနိုင်မှာဖြစ်ပါတယ်။ဒီပြဿနာပြိုင်ပွဲကိုမစခင်မှာကျမတို့အနေနဲ့ညှစ်ချင်းခံဖို့လည်းရှိတယ်။နောက်ပြီးမှ Praise and Worship အစီအစဉ်တွေလည်းရှိတယ်ဆိုတာကိုလည်းပြောချင်ပါတယ်။ဒီနေ့ကျမတို့နဲ့အတူဒီ2012ခုနှစ်ရဲ့ညှစ်ချင်းခံမဲ့သူတွေကဆိုလို့ရှိရင်နန်းသူဇာ Mr. Jack နောက်ပြီးတော့မှ Twilight on အစီစောနီနီစောတီဟာဇော်လင်းထွန်းသက်စောထွန်းစောနေဝင်းထွေးသူရိကျိုးကျော်တီဟာနောက်ပြီးတော့မှအောင်မင်းတန်လက်စိန်တော်ထွဲ့လို့ဖြစ်ကြပါလေဒါကြောင့်မို့ဒီနေ့ကျမတို့Christmas နေ့မှာတို့နှစ်ချင်းခံဖို့ရတဲ့ဤလူများဟာကျမတို့မကြခင်မှာနှစ်ချင်းခံမှာဖြစ်တယ်ဆိုတာကိုလည်းပြောချင်ပါတယ်အခုခဏလောက်ကျမအနေနဲ့ဒီအစီအစဉ်လေးကိုဘုရားရှင်ရဲ့လက်တော်ကိုဆက်ကဆုတောင်းကြပါစို့ကိုရောပြင်ဆင်ပေးတော်မူသောဒီဇင်ဘာလ25ရက်နေ့အတွက်ကိုရောကိုထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ရက်မှာကျမတို့ဒီအချိန်ဒီကာလမှာဒီအသင်းတော်ထဲမှာကျမတို့ရောက်ရှိလာရခြင်းအကြောင်းကိုတော်သိပါတယ်လွန်ခဲ့သောဒီဇင်ဘာလ23ရက်နေ့ကကျမတို့ရဲ့ MCF ရဲ့ Christmas ကိုကောင်းမှုစွာကျင်းပခွင့်ရခဲ့ပါတယ်ဒီနေ့25ရက်နေ့ညချိန်မှာတော့ကျမတို့ဟာ Christmas ကိုအတိတ်ပဲရှိစွာနဲ့ပြဿနာများအားဖြင့်ကျမတို့ပြိုင်ပွဲကိုလည်းပြုလုပ်ကြမှာဖြစ်ပါတယ်။ထို့ပြင်ဘုရားရှင်ဘုရောကိုလက်ခံယုံကြည်တဲ့သားသမီးများကိုလူရှိဘုရားရှင်မှာသူတို့ဒီတတိသစ္စာဝတ်ကိုဝန်ခံတဲ့နှစ်ချင်းပေးမဲ့နေ့လည်းဖြစ်ပါတယ်။ဒီအစီအစဉ်တစ်ခုစီတိုင်းပေါ်မှာဘုရောဘုရားကောင်းချီးပေးသနာတော်မူပါ။ယခုချိန်မှာကျမတို့ဒီအစီအစဉ်ကိုအစပြုဖို့ရန်အတွက်လူငယ်များအနေနဲ့လည်းဘုရားရှင်ချီးမွမ်းကိုယ်ွယ်ခြင်းအမှု Praise and Worship ကိုပူဆောင်ကြမှာဖြစ်ပါတယ်။ကျမတို့အလဲမှာကိုရောရှိလက်တကယ်ပဲတိတ်ပဲရှိသော Christmas ကိုကျမတို့ဆင်နွှဲနိုင်ရပါပြီကြောင်းကိုရောကောင်းချီးပေးပါ။ပြိုင်ပွဲဆိုတဲ့အတိုင်းတယောက်နဲ့တယောက်အနိုင်လိုချင်သောစိတ်မဟုတ်ပဲတကယ်ပဲကျမတို့ရရှိတဲ့အရာတွေအတွက်နှစ်သိမ့်ရဲ့ခရစ်တော်အတွက်ကျမတို့ဆက်ကပ်နေခြင်းဖြစ်ကြောင်းကိုတိုင်ပွဲဝင်ကြမယ်အဖွဲ့အသီးသီးနဲ့ပါဝင်ကြတဲ့သားသမီးအသီးသီးကိုဘုရောဘုရားကောင်းချီးပေး၍ဘုရောဘုရားနားလည်ရတဲ့သဘောကိုလည်းဝိညာဉ်သဘောကိုလည်းဘုရောဘုရားဝေဒနာတော်မူပါ။တိုင်လူကြီးများနဲ့မိတ္တများအတွက်လည်းဆုတောင်းပေးပါတယ်။တကယ်ပဲဒီခရစ်စမတ်ရဲ့ပြဿနာတွေအားဖြင့်သင်္ကန်းစာရစေပါ။ကျမတို့အတွေ့အကြုံအားဖြင့်ခေါ်၎င်းကျမတို့ရဲ့ပါဝင်ခြင်းအားဖြင့်ခေါ်၎င်းအားပေးခြင်းအားဖြင့်ခေါ်၎င်းဒီအစီအစဉ်လေးကကျမတို့လုံးလုံးဝကြီးဖြစ်ကြောင်းကိုပြသနိုင်ရပါပြီကြောင်းဘုရောမဆာတော်မူပါစီစဉ်ဖို့တစ်ခုစီတိုင်းမှာဘုရောအုပ်စိုးတော်မူပါလမ်းပြတော်မူပါအပြည့်နဲ့အားလေးချက်ကိုပြုလုပ်ပါယေရှုဖျားနာမ၌ယိုသေးစွာဆုတောင်းပါ၏ဒီမှာနန်းလူစားတင်ဒီတခင်ယေရှုခရစ်တော်ကိုမိမိအသက်တခင်ပေးတဲ့ပိုင်ရှင်ဖြစ်ယခုဘဝနောက်ဘဝအတွက်အမှန်တကယ်စိတ်ချယုံကြည်ပါလား
ယုံကြည်ပါတယ် ဒီနေ့တကယ်ယေရှုခရစ်တော်ကိုမိမိအသက်တကယ်ကယ်တင်ပါရှင်ဖြစ်အမှန်တကယ်လက်ခံယုံကြည်ကြောင်းနှလုံးသားဖြင့်လက်ခံและနှုတ်ဖြင့်ဝန်ခံတော်ကြောင်းခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသနာမှာတွေ့ချင်းပေးပါ၏Mr. Jack ဒီနေ့ခင်ယေရှုခရစ်တော်မိမိရဲ့ခင်ကယ်တင်ပါရှင်ဖြစ်ဒီဘဝနောင်ဘဝတွေအမှန်တကယ်လက်ခံယူကြပါသလား ကြည်ပါရဲ့ ဒီနေ့ယေရှုခရစ်တော်ကိုမိမိအသက်တကယ်ကယ်တင်ပါရှင်ဖြစ်အမှန်တကယ်လက်ခံယူကြတော့ကြောင့်ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသနာမှာလည်းတစ်ချက်ပြပေးပါ၏ထွက်လာအောင် ဟိုလူခဲ့တဲ့နှစ်ပေါင်း2000ကျော်လောက်တုန်းကအရှိအယက်ဒေတာမှာရှာလုံဆိုတဲ့အင်းချမ်းသာယာဝပြောသောတိုင်းပြည်ကြီးတစ်ပြည်ရှိခဲ့ပါတယ်။ဆောင်းကာလရဲ့အင်းချမ်းသောညမှုမှာဒီနေ့ကြီးမှာရှင်နန်းတော်ရဲ့ဒီမှာဆောင်မှာဒီခံခံရကချူချာဆန်းတဲ့ကြေးကြီးတစ်လုံးကိုတတိချာရပါတော့တယ်။ ဟဲ့မောင်ရတပန်းဟုတ်သားလေးရှိစောပါရှင်မကြီးလမ်းမီနေရတဲ့ချက်ချင်းပတ်သက်ပြီးတင်ချုပ်ဆရာထူးခြားချက်များရှိသလားကွယ်ဘာလာပါရှင်မကြီးအခုမြင်နေရတဲ့ချက်ကြီးဟာအင်မတမဘုံကြီးတဲ့မင်းလုံးဘာပေါ်ထွန်းလာတော့ပြီဆိုတဲ့အနက်အတိတ်ပဲကိုဆောင်လက်ရှိပါတယ်ရှင်မကြီးအဲ့ဒီမင်းလုံးဟာဘုရားတော်ကိုအပြစ်ပြုတဲ့မှာအဲချုပ်ဖို့ရကြွားလာတော့ဖြစ်ပါတယ်ရှင်မကြီးအိုးကောင်းလေစောကောင်းလေစောကဲဒီတော့ယခုတင်ပဲငါကိုတော်မြတ်မိတ်တော်မမယ်မောင်မြင်ရတဲ့ဘာဟာယခုဖွားမလက်တော်မင်းလောင်းကိုရှားပုံတော်ဖွင့်တယ်မှာဘုညာရှိပြီစပယ်အဲ့ဒီမင်းလောင်းရဲ့ကောင်းမြတ်ကြောင်းကြီးကိုငါကိုတော်မြတ်ထံပြန်လဲဆောင်ကျင်းလာစေကွယ်အမိတ်တော်မြတ်ကိုဦးဆွေးဆံမြတ်ထိုင်းရမည်ဖြစ်ကြောင်းပါရှင်မကြီး ဒီဒီရှင်မင်းလောင်းပေါ်ထွန်းလာတော့မယ်ဆိုတဲ့တတိကောင်းကိုကြားသိရပြီးကြတဲ့ကမိမိရဲ့တိုင်းပြည်တွေလည်းကြိုးတင်ပြင်ဆင်မှုများပြုစီတဲ့အမိန့်တော်များထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ဟာဆိုရင်ကျမညီမလေးအစတာကျော်ရှင်ရဲ့ဥစားရှင်ကိုရွေးချယ်မဲ့နေ့ကျမှ
康里。路大呀，我路大呀，这里俺那水没洗哩，忘洗哩，大不用我大不用哩。这里是当啥？他乖，我可行啊。红脸好吧，我明代学好，我明代学好，我那太爱了。你在那这里在那我那里讲什么？ဖြစ်နိုင်တာဖေးရဲ့ညတော့ခရစ်စမတ်ကြောင်ပြောလို့နေမှာပေါ့
ဟုတ်တော့ဘာတွေပြင်ဆင်ရမှာလဲကဲပြော ကဲကျွန်တော်အနေနဲ့ဒီညတစ်ချက်ဆိုတော့ပြန်လာတယ်အကိုချင်းတာဆိုတော့ပြန်လာတယ်ကျွန်တော်တို့မှာစီစာဖြစ်တော့တယ်ဒီနေ့ကျွန်တော်ကဲမင်းတို့တားဖသဘောပါပဲ ဒီစီလိုက်ရ မလိုက်နဲ့မဖြစ်ဘူးကဲတောင်းမယ်ခေါ်သွားမယ်သမီးနဲ့အဖေရတော့ decoration တွေပါတယ်ပြင်တတ်ရှင်းရေးလေးပါလေးလုပ်ပြီးအိမ်မှာကြံခဲ့ပေါ့နော် ဒီနေ့တော့စံတော်လိုက်တော့ ဘူမောစတို့မိသားစုမှာတခင်ယေရှုခရစ်တော်သူတို့အိမ်ကိုလာရောက်ပေးဖို့မယ်ဆိုတဲ့သမီးလေးဆာရာရဲ့အိမ်မက်နဲ့အတူခရစ်စမတ်တချင်းလာဆိုကြမဲ့ဒီတို့ကိုအခမ်းဖို့အလို့ကမိမိအိမ်ကိုယခင်ခရစ်စမတ်နေ့ထက်ပိုထူးခြားတဲ့ပြင်ဆင်မှုကိုဝမ်းပတ်တဲ့တူတူကအကောင်းဆုံးလုပ်ဆောင်နေကြပါတယ်ဒီနေ့တော့ခရစ်စမတ်တဲ့နေ့အတော့တင်ရှိဆို ရလာတယ်နော် နားပါ အေးဒီကြည့်ရတော့တော်တော်လေးကိုလာနေပြီပဲလာနေပြီ ကဲတားဖတွေဘလို့လဲပြင်ဆင်ပြီးတော့ပြီးပြီလားဟာ အမေကြီးပါမလားလားသမီး အမလေးတော့ပြောင်းလို့ပါလားနင်တို့ဘသူ့ကိုငါပြီးမှအိမ်မှာ decoration ပြင်ထားတာလို့ ကဲအမေကြီးကလည်းငါဒီကတီဗီကဲကုံရကျုံနှက်ပြီပေါ့လေဒီတခါကတော့ကြည်စမ်းပါအောင်သမီးလေးတော်လိုက်တာဒါမှငါတို့သမီးဟာ ဒီလိုနဲ့အိမ်ကိုအခက်ညာဆုံးအလှပဆုံးဒီစင်ချင်းအကောင်းဆုံးသောစားတော်ကိုရများမှုချက်ပြုတ်ပြင်ဆင်ပြီးချိန်မှာအဲ့ဒီကြီးသခင်ယေရှုအလာကိုမျောလင့်ကြီးစွာနဲ့မျောနေကြတော့တယ်ဒီလိုချိန်မှာမျောလင့်မထားတဲ့သားမီးမြောက်ဟာဘတ်စကန်စင်မှာကပိုင်းနိုင်ခံရပြီးအိမ်ပြန်လက်ကြောက်ကတူတို့အိမ်ရှိကိုကုညီတောင်းဖို့အလို့ငါရောက်ရှိလာခဲ့တယ်不是那么希望，还不会看呢。我嘛，你等你没有嘛？我是看演出的是，是当然嘛。不要看那个什么的。哈，不是嘛？Christmas decoration 呢？用这都 A 片没成呢，多比你当嘛喂。没事，刚好呢，你那现在你那快点下来。အမေလေးတင်နေအပြင်လာထွက်ကြည့်ပါဦး အမေကြီးသွားကြည့်နေ အမလေးဘယ်ရနေပါလဲအော်အမလေးညီမရေဘယ်လိုလဲတွေ့ချင်လို့လဲ ကျမကလေရုပ်ချစ်သူကဟုတ်ကဲ့စတဲ့ရေးရှိတယ်လို့ရုပ်ချစ်သူအိမ်ဖြစ်မှာစမမလာ ဟုတ်တယ်ရှင်လာအထည့်ကိုချပါလာထိုင်ရအောင်ဒီမှာကဲဘယ်လိုဖြစ်တာလဲပြောပါအောင်ညီမရေ ကျမတောင်းနေလေခရစ်စမတ်ပွဲကိုလာရင်းနဲ့နောက်မှဘယ်တိုက်ခံရလို့အိမ်ပြန်ဖို့ကြလဲဝေးဖြစ်နေတယ်အဲ့ဒီတော့မှတောင်းကြံရှာနေတယ်နော်ခရစ်စတွေ့တာနဲ့ရုပ်ချစ်သူဖြစ်နေတောင်းတာပါ ကဲအေးဘာမှမပူနဲ့ကျမတို့ကလေညတော့သမီးကလေခရစ်တော်ကြွလာမယ်ဆိုပြီးမှအိမ်မက်ပတ်ထားတာအဲ့ဒါကြောင့်မို့ခရစ်တော်ကိုကြိုးဆိုနေကြတာကဲညီမလေးရောက်လာပြီဆိုတော့ကျမတို့လည်းအတူတူခရစ်တော်ကိုကြိုးဆိုရအောင်နော် ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အော်ကလပ်ရှိများမှာရှင် စားပြီးတော့ရောက်လိုက်တယ်နော် ဒီလိုနဲ့ဦးမောစတို့မိသားစုဟာကပိုက်နိုင်ခံရကအိမ်ပြန်လန်းတက်တော်တာမိအားကျွေးမွေးအိတ်ခံနေသည့်အချိန်မှာပဲမမျောလင့်ထားတော့ကဲ့မထွက်လာတော့အလိုဒုက္ခရောက်နေတော့သူတရားဟာဦးမောစရဲ့အိမ်ကိုခက်နဲ့ရှာဖွေပြီးရှိတာအိမ်ရှိကိုရောက်ရှိလာပါတယ် အေးနံပါတ်60နဲ့ဒါလည်းမဟုတ်သေးပါဘူးတောက်သူနဲ့တချီလို့လေရှင် စီဒီတော့အင်းနံပါတ်50နဲ့ဦးမစတို့အိမ်ဟောလာမတည်ဘူး ဟုတ်ပါတယ်ရှင် ဦးမစနဲ့တွေ့ချင်တော့ပါ ခဏလေးနော်ဟေးခရစ်တော်လည်းပြောတာလေပြောတယ်လေ
လဲဒီနေ့တွေ့ချင်တယ် ကျွန်တော်ကမြန်မာပြည်မှာစိတ်ကောက်ဖြစ်နေရတဲ့အစီးပွားရေးကလုံးလုံးမရဘူးမလေးရှားကိုလှုပ်လာလို့တာအဖမ်းခံရတော့ထောင်ထဲမှာ3လတော့မှနေလိုက်ရတယ်ဒုက္ခအကြီးကျယ်ဖြစ်နေတာထွက်လာတဲ့ အိမ်ထဲကိုပြပါမယ်အေးစစ်စစ်ဆက် ကျေးဇူးတင်ပါတယ် ဖေးဟောမလေးလို့ဦးနော်စုပ်ပြတ်တဲ့နေရာပဲဖေးဘယ်နဲ့နားဆိုနေရော ဒီဗီဒီယိုနဲ့ဆက်ပြီးဟာလို့ဒီတို့ရေရောက်လာတယ် ကျွန်တော်ကဦးပြည်သားလမ်းညွှန်လဲလို့ဒီကိုရောက်လာတာ တီဗီမလေးကျိုးစုပါတယ်အခုဒီသားတီဗီပြီးသွားတာ ထောင်းနဲ့ထွက်လာတာကံကစုခွေးရခဲ့ရင်လည်းခြေတော့ရမှာကဲချစ်ချင်ရပါဘူးဒီနေ့လည်းမစားရတော့โอเค3လတော့မှနေလိုက်ရတာအခုမှဟောပါ ကဲဘာမှမကူပါနဲ့ရေမိုးချိုးအဝတ်စားလဲတားရဲ့အဝတ်စားတွေကိုပေးလိုက်ပါဦးကိုကြီးကို โอเคကျေးဇူးတင်ပါတယ်ကျေးဇူးပါ သမီးလေးဆာရာနဲ့အတူမိသားစုဟာခရစ်တော်အလာကိုညွန်ညစ်ကြီးစွာနဲ့ဆက်ပြီးညွန်နေတော့တယ်ဒီလိုအချိန်မှာပဲအလုတ်မှာအစင်မပြေဖြစ်ကအလုတ်မှာလွတ်ထွက်လာသူတမဝမ်းခွဲဟာစိတ်ပြက်လက်ပြက်နဲ့သူတို့အိမ်ရှိကိုရောက်လာတော့တယ် ဘာဟုတ်တာကြား ဘာခရစ်တော်လာပြောနေရတယ်ဒီမှာအလုံးမှာကွမ်တက်ပြီးလို့ဆင်းလာလူလည်းမသိပါဘူးတထင်းကလည်းကြည့်ပါခရစ်စမတ်နေ့တရက်လေးတော့မဟုတ်ဘူးလည်းမသိဘူးအလုံးမလာတာလည်း9နှစ်ရှိဘောနပ်လည်းမရဘူးဘာမှမသိပါဘူးဒီနေ့ရှုပ်လိုက်တာခရစ်စမတ်နေ့အမလေးကလည်းညာအားလုံးကြီးချမ်းတယ်အမမပူလောင်လို့အဲ့ဒါကြောင့်အမလေးကလည်းကွမ်တက်ပြီးထွက်လာတာလေ ကဲအတော်ပြောပြီတယောက်တည်းလွတ်လွတ်လပ်လပ်အခါမှာမနေပါနဲ့လို့ပြောတာကိုတယောက်တည်းလွတ်လွတ်လပ်လပ်နေကြတော့ဒုက္ခလာမှတွေ့ပြီပေါ့ဒါပေမဲ့မပူပါနဲ့ဒီနေ့ကတော့တကယ်ပဲဝမ်းမြောက်စရာကောင်းတဲ့နေ့တစ်နေ့ပဲညီမလေးကလေခရစ်တော်အိမ်ကိုလာမယ်ဆိုပြီးမှအိမ်မက်ထားတာအဲ့ဒါကြောင့်မိသားစုအားလုံးကခရစ်တော်ကိုကြိုးဆိုနေကြတာဒါဆိုလို့ရှိရင်ညီမလေးရောအတူတူသူမလေးရောအတူတူခရစ်တော်ကိုကြိုးဆိုကြမယ်နော် ဒီတော့ကြီးခုမှမစိတ်ချမ်းသာတော့တယ်တော့အိမ်ရောက်ပါပဲ ဒီလိုနဲ့ဘုမိုးစက်တော်မိသားစုဟာကပိုင်းနိုင်ခံရတာအိမ်ပြန်လန်းပြောက်တော့တာမိအားကျွေးမွေးအိတ်ခံခြင်းကဲ့မထွက်လာတော့သူအားလက်ခံခြင်းနဲ့အတူအလုံးမအစီအပြေဖြစ်ကကြစိတ်သက်ချစင်းနေတူကိုလည်းနှုတ်ပတ်တော်နဲ့ခွန်အားပေးခြင်းဖြင့်စကားဝိုင်းခွက်ကစားတော့လည်းရှိနေပါတယ်သူတို့မျော်လင့်နေတဲ့ခရစ်တော်ကတော့ခုချိန်ထိရောက်လာနိုင်သေးဘူးပေါ့ဒီလိုချိန်မှာပဲ တောင်းမိုးဆက်ဒီလိုစင်းရဖွဲ့ရောက်လာပါပြီကြာ ဒီအောင်ရှင်းဆိုရပွဲတွေဖြစ်တယ် Merry Christmas ကျိုးဆိုပါလေ Merry Christmas Merry Christmas Merry Christmas ဆရာလူတွေလည်းအားချောတယ်နော် ဟုတ်တယ်ဒါကျွန်တော် KFC and Chef ကလူငယ်တွေလေးဆရာကြီးလို့တဲ့ promotion တော့အိမ်မှာတကယ်လူတွေများလိုက်တာစတောင်းပွဲလုပ်တာ အေးဆရာကြီးဒီစစ်စားတယ်စုခဲ့တော့ဒီလာလို့ဆိုအိမ်မက်နဲ့ဒါဟုတ်လားစုခဲ့တော့စုခဲ့တော့တကယ်ရောက်လာပဲဒီမှာဒုက္ခအမျိုးမျိုးတွေ့တဲ့လူတွေကိုတရားပြီးရောက်လာတော့ကျွန်တော်လူများနေတာဖြစ်တယ်ဆရာရဲ့ ဟုတ်လားဟုတ်တယ်ဆရာဟုတ်တယ်ကျွန်တော်ပြောမယ်ဒါဒီမှာဒုက္ခရောက်တဲ့သူတွေကိုကူညီတာလေယေရှုကိုလက်ခံတဲ့အတူတူပဲဗျာဩခရစ်ယာန်ရဲ့အတားဆိုတာဒါပဲဆုံးတော့ကာလမှာဘုရားရှင်ကပြောထားတယ်ကျွန်တော်ယေရှုကိုကူညီရတူအားတဲ့တကယ်ပဲဒုက္ခရောက်တဲ့သူကိုအငယ်ဆုံးတော့ဒီရေတစ်ဖက်မဆလာတော့အနှွေးထဲမရှိရတူကအနှွေးထဲပေးတာတော့ငွေချင်းချိုးတဲ့သူကိုကျွန်တော်တတ်နိုင်နေကြကူညီတာဒါယေရှုကိုလက်ခံတဲ့အတူတူပဲဘုမိုးဆက်အဲဒါကြောင့်တတိဟာလုံးဝယေရှုကိုလက်ခံတဲ့အတူတူပဲတတိယအိမ်မက်ကတကယ်ပဲထူးဆန်းတာပဲ ဒီသဘောပေါက်နော် ကဲကျွန်တော်တို့ရောက်လာတဲ့အခွင့်နဲ့သူအားရပါရဖျားရှိတဲ့ကောင်ကိုချီးမွမ်းရအောင် အေးကောင်းပြီဆရာရဲ့ငါတကယ်တော့ဒါပြောလာပြီဆရာ ကျမတို့ကလေပြိုးပြက်နဲ့တခါတည်းဝိလုံဖြူကြီးနဲ့ကြွလာမယ်လို့ထင်နေကြတာ အဲ
ချီဆုံးသောခရစ်စမတ်နေ့အထိပါဝင်ဆင်နွှဲနိုင်ခဲ့ကြပါတယ်